ကျွန်တော်ရိုဟင်ဂျာဆိုတဲ့ဒီနာမည်နဲ့ပတ်သက်ပြီးတော့အချင်းလောက်ပေါ့ကျွန်တော်တစ်ချက်လောက်ရှင်းပြပါမယ် ရိုဟင်ဂျာဆိုတာပေါ့လေဒီစကားဟာဘင်္ဂါလီစာပေမှာပထမဆုံးတွေ့ရတဲ့စကား ထာဝရငြိမ်သွားဖို့ဦးဇင်းတို့နဲ့ဒီရိုဟင်ဂျာဆိုတဲ့လူမျိုးစုဟာအခုကလေးကနေလာတဲ့အချိန်မဟုတ်ပါဘူး။ဒညဝတီဘရင်ခေတ်ကလေးကနေလာကြတဲ့အချိန်တွေမှာအချိန်ခါမျိုးဆိုတာကပြဿနာဆိုတာကဒါလူတဦးတယောက်နဲ့တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးပြဿနာမဟုတ်ပါဘူး။ဦးဇင်းတို့တွေညီကိုတွေမောင်နှမတွေမိသားစုတွေမှာလည်းပြဿနာတွေရှိကြတာပါပဲလူတိုင်းကတော့ဒါတိုင်းရင်းသားဦးနဲ့တူဘာသာတစ်ခုနဲ့တစ်ခုဖြစ်တာမဟုတ်ပါဘူးဘာသာတစ်ခုတည်းမှာလည်းဦးဇင်းတို့အခုဗုဒ္ဓဘာသာတွေမှာလည်းတယောက်ချမ်းဖတ်တယောက်သက်ဖြတ်တယောက်အနိုင်ယူတယောက်အနိုင်ကျင့်အဲ့လိုမျိုးလည်းဖြစ်လာတာတွေ့ရပါတယ်အဓိကတော့ဒီဦးဇင်းတို့ဖြစ်စေချင်တာပေါ့တဘာဝနင်းချမ်းမှုတရားရအောင်အတွက်လက်ရှိဒီပြည်သူတွေအနေနဲ့ရောတခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရောဦးဇင်းတို့ဗုဒ္ဓဘာသာယဟန်တို့တွေဖက်ကရောဦးဇင်းတို့ငြိမ်းချမ်းအောင်ဦးဇင်းတို့